ကိုလုံးသမျှကုသိုလ်ကောင်းမှုတွေစေရနာကောင်းမယ်ဆိုရင်ကံကောင်းမှာတော့သိချတယ်အလုပ်တစ်ခုလုပ်တဲ့ဟာဒီဘဝမှာအကျိုးပေးတယ်ဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်လူတိုင်းဟာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့စေရနာထက်ထက်တန်တန်နဲ့လုပ်လို့ရှိရင်လုပ်သမျှဒီဟာဒီဘဝမှာအကျိုးပေးတယ်ဆိုတာဟာကိုယ်တွေ့ရှိနေကြတဲ့လူတွေမြောက်များစွာရှိတယ်နော်မြောက်များစွာရှိမကောင်းမှုအကုသိုလ်လုပ်တဲ့လူတွေကလည်းဒီဘဝမှာပဲအကျိုးပေးခံရတာတွေရှိတယ်ပေါ့လူတယောက်ဟာငှက်တွေကိုဖမ်းပြီးတော့ခြေထောက်ကိုချိုးတဲ့လူတယောက်ဟာမသေးခင်ပဲခြေထောက်ဖြတ်ခံရတဲ့ကံကြမ္မာနဲ့ဆုံးသွားတယ်ခြေထောက်ပြတ်သေးတာမျိုးတွေဖြစ်တယ်ဒါဒီဘဝမှာလည်းပဲဖြစ်တာနော်မကောင်းတဲ့အကုသိုလ်ကြတော့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလည်းဒီဘဝမှာလည်းပဲသူ့ရဲ့စေရနာအကျိုးပေးပြီးကောင်းကျိုးချမ်းသာတွေရတယ်အလုပ်ကိုင်းတွေဆင်ပြေတယ်စီးပွားဥစ္စာတွေတိုးတက်တယ်ဆိုကောင်းကင်ကရွှေမိုးငွေမိုးမရွာပေမဲ့လို့ကောင်းကျိုးချမ်းသာတွေကိုရကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့တာရကသိပ်ပြီးတော့မရှားပါဘူးရှိတယ်ပေါ့ဒါကြောင့်မို့ဒိဋ္ဌဓမ္မဝေရဏိယဆိုတာမျက်မှောက်မှာအကျိုးခံစားရတဲ့ကံမျိုးဆိုတာကိုလှုပ်တဲ့အထဲမှာရှိနေတတ်တယ်ပေါ့ကုသိုလ်ပဲလှုပ်လို့အကုသိုလ်ပဲလှုပ်လို့လက်ရှိဘဝအကျိုးပေးမဲ့ကံဟာပါလာပဲအဲ့ဒီကံရဲ့အကျိုးကိုတော့ဒီဘဝမှာလူတိုင်းဟာအမှတ်တမဲ့နေလို့တွေ့ရှိခံစားကြရတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့တော့မဟာဒုဋ္ဌဇနီးမောင်နှံမိသားစုရဲ့အိမ်ဟာကောင်းကင်ရရဏမိုးရီရွာချလို့အိမ်လုံးပြည့်သွားတယ်လို့ဆိုဒါနဲ့သူဟာဒီယရဏတွေသူ့အိမ်မှာပြည့်နေတာကိုဘုရင်ကြီးစီအကြောင်းကြားတော့ဘုရင်ကြီးကနန်းရင်ပြင်ကိုတည်ခိုင်းတယ်အောင်တည်ပြီးယရဏဘုံကိုပုံပြီးတော့ဒီမြို့မှာဒီလိုသူလောက်ယရဏများတဲ့ပုဂ္ဂိုလ်ရှိသလားလူလူဆန္ဒခံယူတာလူတွေကမရှိပါဘူးဒါဖြင့်ဒီလူကိုတထေးရာတူအနှင်းတဲ့သလားဆိုအနှင်းတဲ့မှာပဲဆိုကဲချက်ချင်းပဲသူကအလုံးစင်းတဲ့လူတယောက်ဟာချက်ချင်းကောင်းကျိုးချမ်းသာရပြီးတော့တထေးရာတူရသွားတယ်အဲ့ဒီမှာနေစရာအိမ်ကကောင်းကောင်းမရှိလို့ခြုံနေပိတ်ပေါင်းနေလွှမ်းမိုးနေတဲ့မြေကွက်ကြီးတစ်ခွက်ကိုသူတထေးနဲ့ထိုက်တန်တဲ့ကျေဝန်းတဲ့မြေကွက်ကြီးတစ်ခုကိုဘုရင်ကနေပြီးအဲ့ဒီနေရာမှာနေဖို့ဆိုပြီးတော့သူပေးလိုက်တယ်စေရနာကောင်းတော့ကံကောင်းလိုက်တာခြုံနေရှင်းတော့အဲ့ဒီခြုံနေကမြေတိုးလိုက်တာနဲ့တပြိုင်နက်ရွှေအိုးတွေကနှခမ်းချင်းထိပြီးတော့တူးလိုက်တိုင်းဟာရွှေအိုးတွေကြီးပဲတွေ့နေတယ်ဆိုတဲ့အကျိုးကိုလည်းပဲသူဟာရတယ်ဒါကြောင့်မို့သူဟာဆင်းရဲသားဘဝကလွတ်မြောက်ပြီးတော့ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်ရောက်ရှိပြီးကုသိုလ်ကောင်းမှုကိုရသက်ပံပြုပြီးတည်တဲ့အခါမှာနတ်ပြည်ရောက်တယ်လို့ဆိုတယ်အဲ့ဒါမဟာဒုတ်သမိုင်းပဲပေါ့နော်မဟာဒုတ်ရဲ့သမိုင်းဂေါရဝဘုရားလက်ထက်ရောက်တဲ့အခါမှာသူဟာတထေးသားဖြစ်ပြီးတော့ပဏိတသာမဏေဘဝနဲ့ပဲကျွတ်တန်းဝင်သွားတယ်ပဏိတသာမဏေဖြစ်နေကျွတ်တန်းဝင်သွားတယ်ပေါ့နော်ခုနှစ်အရွယ်မှာရှားနာဖြစ်သွားအဲ့တော့စေရနာကောင်းရင်ကံကောင်းတယ်လို့ဆိုတာအင်တာမတတိထားရမယ့်အချက်ဖြစ်ကိုလှုပ်တဲ့အလုပ်တွေမှန်သမျှစေရနာကောင်းကောင်းနဲ့လှုပ်ဖို့လိုအပ်တယ်ပေါ့မှန်ကန်တဲ့စိတ်တွေသဘောထားတွေမှန်ကန်တဲ့စေရနာတွေအဲ့လှူတဲ့လူတွေဟာလှူတိုင်းစေရနာကောင်းသလားလို့ကိုယ့်ကိုစစ်တမ်းထုတ်ကြည့်ရကိုယ့်ရဲ့စေရနာဟာဘယ်လိုသဘောထားလဲကိုယ်ကကုသိုလ်ကောင်းမှုမလုပ်လို့ရှိရင်သူများအပြစ်တင်မှကြောက်လို့လုပ်တဲ့လူမျိုးလည်းရှိတယ်လုံနိုင်ရဲ့အတန်းနဲ့မလုပ်ဘူးဆိုရင်သူများပြစ်တင်မှကြောက်လို့လုပ်တဲ့လူလည်းရှိနာမည်ပေါ်ခြင်းလို့လုပ်တဲ့လူလည်းရှိ
အဲ့ဒါမျိုးကြတော့စေတနာကောင်းလို့ပြောလို့မရဘူးနော်လူမှာ intention လို့ခေါ်တဲ့ရည်ရွယ်ချက်ကမျိုးမျိုးရှိတဲ့တဲ့ပေါ့အဲ့ဒီရည်ရွယ်ချက်ကောင်းမှုအမှန်တမ်းအရေးကြီးတယ်ကုသိုလ်ကောင်းမှုလုပ်ရင်ရည်ရွယ်ချက်ကောင်းရအောင်ကောင်းတဲ့ရည်ရွယ်ချက်သည်စေတနာကောင်းစေတနာကောင်းရင်ကံကောင်းမယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်လို့ဆိုတာဒါကတော့အမှန်တမ်းအရေးကြီးတဲ့အချက်တစ်ခုဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့နှစ်စဉ်နဲ့အမျှမဟာဒုသမိုင်းကြောင်းကိုပြန်လည်တတိယသောအဖြစ်မဟာဒုမြတ်သပိတ်စရေးတံမဲဖောက်ပြီးတော့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရှုပ်ပွားတော်တန်ဃာတော်တွေကိုဆွန့်ကပ်ခွင့်ရတယ်အဲ့တော့ဘုရားကိုပူဇော်ခွင့်ရတယ်လို့ဆိုတာဟာမြတ်သပိတ်ပေါက်လို့မြတ်စွာဘုရားကိုရှုပ်ပွားတော်မှာဆွန့်ကပ်ခွင့်ရပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်ကံကောင်းတယ်လို့ပဲပြောအောင်မြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်တကယ်တတ်တော်တင်ရှားဘုရားကိုရည်စူးပြီးတော့နော်စိတ်ကိုဓာတ်နုထားနိုင်မယ်ဆိုရင်အကျိုးတူတယ်လို့တော်မြတ်စွာဘုရားဟောထားဒိဋ္ဌံတေနေဗုတေစာပိတမေစိတ်တေတမံဖလံတတ်တော်တင်ရှားမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့မြတ်စွာဘုရားဆိုတော့ကိုကဘုရားပြိဋိဘံဆံမလူဖြစ်တယ်ဆိုပြိဋိဘံဆံသွားတဲ့မြတ်စွာဘုရားဘုရားတတ်တော်ထင်ရှားရှိတော့ကတွေးလိုက်ရတဲ့ပုဂ္ဂိုလ်တွေကဘုရားတတ်တော်ရှိတဲ့အချိန်မှာဘုရားကိုတိုက်ရိုက်လှူပါအဲ့ဒီမှာတတ်တော်ထင်ရှားမြတ်စွာဘုရားကိုလှူရတာရဲ့မြတ်စွာဘုရားကိုရည်စူးပြီးတော့ပြိဋိဘံဆံသွားပြီးတော့မှလှူရတာရဲ့အဲ့ဒီလှူရတဲ့မဲ့အချက်နှစ်ခုမှာစိတ်ဓာတ်ကိုတူနိုင်အောင်တူအောင်ပြင်ထားမယ်ဆိုလို့ရှိရင်အကျိုးပေးတူတယ်လို့ဆိုတယ်အဲ့တော့ကိုယ်ပေါ်မှာပဲစိတ်နေသဘောထားကိုပဲပြင်ရမှာဖြစ်တယ်အဲ့တော့များသောမဲပေါက်တဲ့ပုဂ္ဂိုလ်ဟာမိမိကိုယ်စိတ်ထဲမှာခံစားကြည့်တစ်ချိန်တုန်းကကသဗ္ဗဗုဒ္ဓရဲ့လက်ထက်မှာကသဗ္ဗမြတ်စွာဘုရားကတပိတ်ပေးလိုက်လို့ရသွားတဲ့မဟာတုတ်ကြီးကံကောင်းလိုက်တာဘုရားကိုဆွန့်ကပ်ခွင့်ရသွားတယ်ငါလည်းပဲသူ့နီးတူပဲမြတ်စွာဘုရားကိုရည်စူးပြီးတော့ဆွန့်ကပ်ခွင့်ရတယ်လို့ကံကောင်းလို့ဆွန့်ကပ်ခွင့်ရတယ်လို့ဆိုပြီးတော့စိတ်အားတွေတက်ကြွပြီးတော့ပီတိဖြစ်မယ်ဆိုလို့ရှိရင်အကျိုးပေးဟာတူညီတဲ့အကျိုးကိုရရှိမှာဖြစ်တယ်နော်တူညီတဲ့အကျိုးမျိုးတူညီတဲ့အကျိုးဆိုတော့နော်တူညီအောင်ထားရမယ်ဆိုတော့တူနိုင်သလားလို့ဆိုတဲ့အခါမှာတူဝဲရတော့မလွယ်ဘူးပေါ့တူဝဲရမလွယ်တူဝဲရမလွယ်သည့်အတွက်ကြောင့်စေရနာမိုးလဲရွာချင်မှရွာမှာပေါ့အဲ့လောက်ကြည့်နော်သို့တော့ကုသိုလ်ကံတွေစိတ်ထဲမှာကြည်နူးမှုဝမ်းသာမှုတွေကိုယ်တဏ္ဍာမှာတူနိုင်တယ်များတူအောင်ကြိုးစားမယ်ဆိုလို့ရှိရင်နော်ဒီကုသိုလ်ကံရဲ့အကျိုးတရားဟာအလဟတဖြစ်မသွားပဲနဲ့ကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေကိုပေးပါဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်ပူဇာရဟေပူဇေယတော်ဗုဒ္ဓေဝါယတိဝတဝကေပပင်စသမတိကံတိတိဏတောကပရိတုဘုရားတို့ယဟန္တာတို့ပစ္စိကဗုဒ္ဓတို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေအဲ့တော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုတိုက်ရိုက်ပူဇော်ရတာပဲဖြစ်စေရည်စူးပြီးတော့ပူဇော်ရတာပဲဖြစ်စေတဲ့နော်တပိသာဝကဖြစ်တဲ့ယဟန္တာတွေကိုပူဇော်ရတာပဲဖြစ်စေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာဒီလိုပူဇော်လိုက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တဲ့ကုသိုလ်ကောင်းမှုရဲ့
အတိုင်းအတာတစ်ခုရေတွက်လို့မရပါဘူးလို့မြတ်စွာဘုရားဒီလိုခေါ်တယ်။ဘာကြောင့်လို့ဆိုဘာကြောင့်ပူဇော်တိုက်တာတော့ဆိုလို့ရှိရင်နေဖုတိအကုတောဘိယေဘာကြောင့်ပူဇော်တိုက်တုံးဆိုတိဏသောကပရိဒဝေပပိစသမတိတ်ကံတိတိဏသောကပရိဒအဲ့ဒီပုဂ္ဂိုလ်မျိုးတွေမှာငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ငါရဲ့အတ္တဆိုတဲ့မှားရွံ့တဲ့အမြင်ပပိစတရားတွေကင်းစင်ကြတယ်တဲ့ပပိစဆိုတာတဏှာကိုချက်ထွင်တတ်တဲ့တဏှာမာနဒိဋ္ဌိကိုရထားတဲ့ခန္ဓာကိုယ်အပေါ်မှာငါဟာလို့တွေးတာတဏှာရဲ့အတွေးငါလို့တွေးတာဒိဋ္ဌိရဲ့အတွေးနတ္တလက္ခဏာသုတ်အရာဆိုရင်ငါဖြစ်တယ်လို့ဆိုတာမာနရဲ့အတွေးငါရဲ့အတ္တလို့ဆိုလို့ရှိရင်တော့ဒိဋ္ဌိရဲ့အတွေးလို့ခေါ်တယ်တဏမာနဒိဋ္ဌိအတွေးတွေနဲ့တွေးနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မစင်ကြယ်ဘူးပေါ့အဲ့ဒီမစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကိုလူရတန်းရတာတဲ့အဲ့ဒီလိုမှားယွင်းတဲ့ပပိစအတွေးတွေကိုကြော်လွှားသွားတဲ့ဖရာတို့ပိစိကဗုဒ္ဓတို့ယဟန္တာပုဂ္ဂိုလ်တွေကိုရှီစုပြီးလှူလိုက်ရမယ်ဆိုလို့ရှိရင်ကြီးမားလာတော့အကျိုးတရားကိုရတယ်တိဏသောကပရိဒဝေအဲ့ဒီအတွေးတွေမရှိသည့်အတွက်ကြောင့်သောကဆိုတာစိုးရိမ်မှုဆိုတာသူတို့မှမရှိဘူးပရိဒေဝဒီအတွက်ငိုရရတာဆိုတာမရှိဘူးစိတ်နှလုံးဟာအေးချမ်းနေတယ်ပေါ့သောကပရိဒေဝကင်းစင်တဲ့နှလုံးသားပိုင်ရှင်တွေကိုလှူလိုက်ရတန်းလိုက်ရမယ်ဆိုရင်ဒီကုသိုလ်အမှန်တန်ကြီးမားတဲ့ကုသိုလ်မျိုးတစ်မျိုးဖြစ်တယ်တဲ့တေတာဒိတိပူဇေယတော်နိဗ္ဗုတိအကုတော်ပြီပြိနိဗ္ဗာန်ဆံသွားလို့နိဗ္ဗာန်ဝင်ဆံသွားလို့ဘေးရန်ခတ်သိငြိမ်းသွားတဲ့ပြိနိဗ္ဗာန်ဆံဝင်ပြီးဖြစ်တဲ့ဘုရားပိစိကဗုဒ္ဓယဟန္တာပုဂ္ဂိုလ်တွေလှူလိုက်မယ်တန်းလိုက်မယ်ပူဇော်လိုက်မယ်ဆိုရင်နတ္တကပုံညာသင်္ခါတုဣမိထမပိကေနစီဒီကုသိုလ်ကောင်းမှုဟာအတိုင်းအတာဒီကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဘလောက်အတိုင်းအတာအထိပေးမယ်လို့ဆိုတော့ရှင်းတွက်လို့မရဘူးတဲ့ပင်လယ်ထဲကရေကိုခတ်ပြီးတော့ဘယ်နှခါလန်ဆိုတာမပြောနိုင်လို့တလို့ပဲအလုံးများပြားလာတဲ့ကုသိုလ်ကောင်းမှုတွေကိုရရှိတယ်လို့မြတ်စွာဘုရားကဒီပူဇော်မှုနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုကံရဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့ထုတ်ဖော်ဟောကြားထားတာရှိတယ်ထုတ်ဖော်ဟောကြားထားရှိတယ်ဒါမို့စေတနာကောင်းလို့ရှိရင်ကံကောင်းတယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းမယ်လို့ဒီဘဝတည်းမဟုတ်ဘူးဖြစ်လျက်ဘဝတွေမှာလည်းပဲအကျိုးပေးတွေကောင်းမယ်ကုသိုလ်ကောင်းမှုဆိုတာတစ်ခါလုံးလိုက်တာကနေပြီးတော့လူတယောက်ဟာတက်မှတ်သွားပြီးနောက်ဆုံးနိဗ္ဗာန်ရသည့်ထိအောင်အကျိုးတရားဆိုတာဖြစ်ပေါ်လာရှေးတုန်းကဆိုလို့ရှိရင်ပုဂ္ဂိုလ်တယောက်ဘုရားတဆူနဲ့ကြုံတဲ့အခါမှာပန်းကလေးတစ်ပွင့်လှူပြီးတော့ခြေနှက်ဆရာကောင်းတဲ့ပီတိတွေနဲ့မိမိလှူလိုက်တဲ့ပန်းလေးတစ်ပွင့်အပေါ်မှာဒီကုသိုလ်ကောင်းမှုလေးအပေါ်မှာအလုံးကိုပီတိဖြစ်ပြီးတော့ဝမ်းသာဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ကုသိုလ်စိတ်တွေတိုးပွားပြီးတည်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ဘဝတစ်ခုရောက်တဲ့အခါလဲကုသိုလ်တွေအဆက်ဆက်လုံးသည့်အတွက်ကြောင့်ပန်းတစ်ပွင့်လှူရတဲ့ကုသိုလ်ကိုအခြေပြုပြီးတော့60နဲ့တကဘာအပေပုံဆိုတာမရောက်ခဲ့ဘူးတရိစ္ဆာန်ဘဝမရောက်ခဲ့ဘူးဒိဋ္ဌာဘဝမရောက်ခဲ့ဘူးငရဲဆိုတာမရောက်ခဲ့ဘူးလူပြေရောက်လိုက်နတ်ပြေရောက်လိုက်လူပြေရောက်လိုက်နတ်ပြေရောက်လိုက်နဲ့ဒီကုသိုလ်ကံကနေပြီးတော့စောင့်ရှောက်သွားဘယ်သူမှစောင့်ရှောက်တာမဟုတ်ဘူးကုသိုလ်ကံကစောင့်ရှောက်တာအဲ့တော့ကုသိုလ်ကံကိုဓမ္မလို့ခေါ်တာဓမ္မဆိုတာသူ့ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို
အတ္တနံဓာရင်တေစတုတုအပါယေတုအပ္ပဒမာနေကတ္တဝါဓာရေတိတိဓမ္မောဒီကုသိုလ်ဆိုတဲ့သဘာဝတရားသည်အဲ့ဒီမိမိဖြစ်ရာပုဂ္ဂိုလ်ကိုဘယ်တော့မှအပေပုံမရောက်အောင်သူကဆွတ်ဆောင်ထားနိုင်တယ်ဆွတ်လျှော့ကဲတင်ထားတယ်ဆိုတာတော့အမြဲတမ်းအာကိုးစရာကောင်းတယ်ပေါ့အမြဲတမ်းအာကိုးစရာကောင်းတယ်အဲ့ဒါလို့ကုသိုလ်တရားရဲ့စွမ်းအားနဲ့သူဟာ90နဲ့တကဘာတကဘာတွေမကဘူး90နဲ့တကဘာပန်းတပွင့်လှူတဲ့ကုသိုလ်ကနေအခြေပြုပြီးတော့90တကဘာအပယ်မလားတဲ့အပြင်မှာနောက်ဆုံးအချိန်မှာဒီကုသိုလ်ကိုကံကိုအခြေပြုပြီးတော့မြတ်စွာဘုရားနဲ့တွေ့လို့တရားဓမ္မဟောကြားပြီးသစ္စာကိုသိပြီးနောက်ဆုံးမှာနိဗ္ဗာန်မျက်မှောက်ပြုသွားတယ်ယဟန္တာပုဂ္ဂိုလ်ထီအောင်ဖြစ်သွားတယ်အဲ့တော့ကုသိုလ်ကံတစ်ခုဟာကိုယ့်အတွက်အဆက်ဆက်အစဉ်ပြေအောင်သွားလှုပ်သွားတယ်ဒီဘဝမှာကုသိုလ်ကောင်းမှုလှုပ်လိုက်လို့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်ရောက်သွားရင်အဲ့ဒီဘဝမှာလည်းပဲကုသိုလ်ကောင်းမှုဆက်လုပ်တယ်အဲ့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်ရောက်တဲ့အခါကုသိုလ်ကောင်းမှုဆက်လုပ်တယ်အဲ့ဒါလို့ကုသိုလ်ကောင်းမှုအစဉ်ဆက်မပြတ်ပြုလုပ်သွားသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ဟာစိတ်ကောင်းစေတနာကောင်းကြောင့်ကံကောင်းလို့အကျိုးပေးကောင်းပြီးတော့နောက်ဆုံးမှာနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုသွားနိုင်တဲ့အကျိုးတရားကိုရနိုင်တယ်လို့ကုသိုလ်ကောင်းမှုဆိုတာအလွန်အားကိုးရတဲ့နေထားမျိုးဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကပုံညင်စေပုရိသောဂယိရာနံပုဏ္ဏပုဏ္ဏတမ္မိသနံဂယိရာထဒုက္ခောပုညတဥစ္စယောဒါလေးကိုမှတ်သားထားပြီးတော့ဒီတိုင်းလိုက်နာဖော်ဆောင်မှုလို့မြတ်စွာဘုရားရဲ့အဆုံးအမတရားရှိကြစွာတည်ပါစေဆိုတာဒီလိုအဆုံးအမစကားမျိုးကိုဆွလို့တယ်ပေါ့နော်ဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဘုရားသာသနာရှိကြစွာတည်ပါစေဆိုတာအဆုံးအမတွေကိုပြောတာနော်ဘုရားဆုံးမတဲ့အဆုံးအမစကားတွေလိုက်နာမယ်ဆိုရင်လိုက်နာတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာတည်တယ်လို့သူတို့ခေါ်ရတယ်မလိုက်နာဘူးဆိုရင်လိုက်ဒီပုဂ္ဂိုလ်မှာသာသနာမတည်ဘူးလို့ပြောသာသနာဆိုတာလူအပြင်မှာတည်တာမဟုတ်ဘူးပြောမယ်ဆိုလို့ရှိရင်ဘုရားကျောင်းကံတွေကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမစကားတော်ဒီသာသနာအဲ့ဒီအဆုံးအမစကားတော်တွေကိုအကြောင်းပြုပြီးတော့လှူကြတန်းကြလို့ဘုရားတွေကျောင်းတွေကံတွေဖြစ်လာတာနော်သူတို့ကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမကြည့်မြတ်စွာဘုရားကုသိုလ်နဲ့ပတ်သက်ပြီးဘယ်လိုဆုံးမတော့ပုံညာစေပုရိသောဂယိရာတရားတယောက်ဟာကုသိုလ်ကောင်းမှုလုပ်ပဲဆိုရင်နဲ့လုပ်လဲလုပ်ပါပေါ့ကုသိုလ်ကောင်းမှုလုပ်ပါလုပ်မယ်ဆိုလို့ရှိရင်ဂယိရာနံပုဏ္ဏပုဏ္ဏထပ်လုပ်ဖြစ်အောင်လုပ်ပါလို့ဆိုအခုမဟာတုညသပိတ်စေရံမဲဆိုတဲ့ဒီကုသိုလ်ကောင်းမှုက26အကြိမ်ပေါင်းတောင်60ရှိပါနော်ထပ်လုပ်ကြအဲ့တော့ကုသိုလ်ကောင်းမှုလုပ်ရင်ထပ်လုပ်ပါတဲ့မြတ်စွာဘုရားပုဏ္ဏပုဏ္ဏဂယိရာနံပုဏ္ဏပုဏ္ဏအဲ့ဒီကုသိုလ်ကောင်းမှုကိုအချင်းချင်းထပ်လုပ်ပါတမ္မိသနံဂယိရာထလှုပ်ချင်တဲ့ဆန္ဒကိုလည်းမွေးထားပါဆိုတော့ကုသိုလ်ကောင်းမှုတစ်ခုလှုပ်ထားပြီဆိုရင်နောက်ထပ်လှုပ်ဖြစ်အောင်ကြိုးစားချိန်ထပ်လှုပ်ဖြစ်အောင်ကြိုးစားလှုပ်ချင်တဲ့ဆန္ဒကိုလည်းပဲရင်ထဲမှာရှင်သန်နေအောင်ထားဘာကြောင့်ဒီလိုတိုက်တွန်းရတယ်လဲဆိုရင်သူခေါ်ပုံညတဥစ္စယောပုံညတကုသိုလ်ကောင်းမှုဥစ္စယောမိမိတဏ္ဍာမှာတိုးတက်များပြားလာခြင်းသည်သူခေါ်ချမ်းသာဒုက္ခရခြင်းအကြောင်းပဲဖြစ်တယ်လောကလူတွေကချမ်းသာခြင်းနဲ့သို့သောအကုသိုလ်တွေရင်ထဲများလာပြီဆိုရင်တော့ဆင်းရဲမှာပဲသိချတယ်ကုသိုလ်တွေရင်ထဲနှလုံးထဲမှာများလာပြီဆိုမှချမ်းသာမှာဖြစ်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေ
ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုသည်စေရနာမှန်မှန်နဲ့စေရနာထက်ထက်တန်တန်နဲ့စေရနာကောင်းကောင်းနဲ့ပြုလုပ်ခြင်းအပြင်ကံကောင်းမှဖြစ်တယ်ကံကောင်းလို့ရှိရင်လည်းအကျိုးပေးကောင်းမှဖြစ်တယ်အကျိုးပေးကောင်းမှုကံကောင်းမှုအကျိုးပေးကောင်းအောင်ကံကောင်းမှုလိုတယ်ကံကောင်းမှုအတွက်စေရနာကောင်းမှုလိုတယ်ဆိုတာလေးခွင်းဆက်အနေနဲ့မှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယင်ထဲမှာမှတ်သားလို့ကုသိုလ်ကောင်းမှုကိုစင်ဆက်မပြတ်မိမိတို့တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း